အရင်ဦးဆုံးသင်ခန်းစာအနေနဲ့ဆိုလို့ရှိရင် definite articles နဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမယ်။ definite articles မှာဆိုလို့ရှိရင်၄မျိုးရှိတယ်။အရင်ဦးဆုံး2မျိုးအနေနဲ့ l နဲ့ la ဆိုပြီးတော့2မျိုးရှိတယ်။ l နဲ့ la ကိုကြတော့ singular form တွေအတွက်အသုံးပြုတယ်။နောက်တစ်ခုကကြတော့ los နဲ့ las နဲ့ los နဲ့ las ကိုကြတော့ plural form တွေအတွက်အသုံးပြုတယ်။ singular form အတွက်ဆိုလို့ရှိရင်ခုနကပြောခဲ့တဲ့အတိုင်းပဲ l ရှိတယ် la ရှိတယ်။ l ကိုကြတော့ masculine noun တွေအတွက်အသုံးပြုပြီးတော့ la ကိုကြတော့ feminine noun တွေအတွက်အသုံးပြုတယ်။ masculine နဲ့ feminine noun ကိုဘယ်လိုခွဲမလဲဆိုတော့ masculine noun တွေကကြတော့ပုံမှန်အားဖြင့်ဆိုလို့ရှိရင် o နဲ့အဆုံးသတ်လေးရှိတယ်။ feminine noun ကကြတော့ပုံမှန်အားဖြင့်ဆိုရင် a နဲ့ a ဆိုတဲ့စကားလုံးပေါ့နော်အတန်ထွက်က a နဲ့အဆုံးသတ်ရှိတယ်။နောက်တစ်ခုပြောချင်တာကဒီမှာဆိုလို့ရှိရင် amigo, piso, libro, gato, pedro, banco ဒီစကားလုံးတွေဆိုလို့ရှိရင် o နဲ့အဆုံးသတ်တဲ့အတွက်ကြောင့်မလို့သူ့ကို article က l နဲ့တွဲသုံးပေးရတယ်။နောက်တစ်ခုကကြတော့ amiga, blusa, casa, comida, hermana, mesa ဒီစကားလုံးတွေဆိုလို့ရှိရင် a နဲ့အဆုံးသတ်တဲ့အတွက်ကြောင့်မလို့သူ့ကိုတွဲသုံးမယ်ဆိုလို့ရှိရင် article က la နဲ့တွဲသုံးပေးရတယ်။ဒီမှာဆိုလို့ရှိရင် el amigo, el banco, el baño, el cuadro, el gato, el hermano, el libro, el muchacho, el niño, el Pedro, el teléfono, el vino ဒီစကားလုံးတွေဆိုလို့ရှိရင် masculine noun တွေဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကို l ဆိုတဲ့ article နဲ့တွဲသုံးပေးရတယ်။ el amigo ဆိုတာကတငယ်ချင်း el banco ဆိုတာကဘဏ် el baño ဆိုတာကရေချိုးကန် el cuadro ဆိုတာကကား el gato ဆိုတာကကြောင် el hermano ဆိုတာကညီအကို el libro စာအုပ် el muchacho ကောင်လေး el niño ဆိုတာကကလေးလေးပြီးသွားရင် el Pedro ဆိုတာကခွေ el teléfono ဆိုတာကတယ်လီဖုန်း el vino ဆိုတာကဝိုင်ဒါဆိုလို့ရှိရင်ဒီစကားလုံးတွေဆိုလို့ရှိရင်သူက masculine noun တွေဖြစ်တဲ့အတွက်ကြောင့်မလို့ article က l နဲ့တွဲသုံးပေးနောက်တစ်ခုကကြတော့ la amiga, la blusa, la bolsa, la cama, la casa, la cerveza, la comida, la hermana, la iglesia, la lámpara, la mesa, la muchacha, la niña, la persona, la planta, la silla, la tienda, la ventana ဒီစကားလုံးတွေဆိုလို့ရှိရင်သူက feminine noun တွေဖြစ်တဲ့အတွက်ကြောင့်မလို့သူကို article la နဲ့တွဲသုံးပေးရတယ်။ la amiga ဆိုတာကတငယ်ချင်း la blusa ဆိုတာက blouse အင်ဂျီ la bolsa ဆိုတော့အိတ် la cama အိပ်ယာ la casa အိမ် la cerveza ဘီယာ la comida အစားအစာ la hermana ညီမ la iglesia ဆိုတာက church ကျောင်းပြီးသွားရင် la lámpara ဆိုတာကမီးအိမ် la mesa ဆိုတာကစပွဲ la muchacha ဆိုတာကကောင်မလေး la niña ဆိုတာကကလေးလေး la persona ဆိုတာကလူပုဂ္ဂိုလ် person ပြီးသွားရင် la planta ဆိုတာကအပင် la silla ဆိုတာကကြတော့ကလထိုင်ပြီးသွားရင် la tienda ဆိုတာကကြတော့စတိုးဆိုင်နောက်တစ်ခုက la ventana ဆိုတာကပြတင်းပေါက်ဒီစကားလုံးတွေဆိုလို့ရှိရင်သူက feminine noun တွေဖြစ်တဲ့အတွက်ကြောင့်မလို့ la ဆိုတဲ့ article နဲ့တွဲသုံးပေးရတယ်ခုနကပြောခဲ့တဲ့ masculine ဆိုလို့ရှိရင် o နဲ့ဆုံးတယ် feminine ဆိုလို့ရှိရင် r နဲ့ဆုံးတယ်တခါတလေဆိုလို့ရှိရင် masculine noun တွေက r တို့ ma တို့နဲ့ဆုံးတာရှိသလို feminine noun မှာဆိုလို့ရှိရင်လည်း sion တို့ tat တို့ dat တို့ tut တို့နဲ့ဆုံးတဲ့စကားလုံးတွေလည်းရှိတယ်ဒီမှာဆိုလို့ရှိရင် clima, mapa, drama, problema, planeta, poema ဒီစကားလုံးတွေဆိုလို့ရှိရင်သူက l ဆိုတဲ့ article နဲ့တွဲသုံးပေးရတယ်အဲ့လိုမဟုတ်ဘဲနဲ့ lesion, canción, ciudad ပြီးသွားရင် television ဆိုလို့ရှိရင်သူက article la နဲ့တွဲသုံးပေးရတယ်ဒီမှာဆိုလို့ရှိရင် el clima, el día, el drama, el idioma, el mapa, el planeta, el poema, el problema, el programa, el sistema ဒီစကားလုံးတွေဆိုလို့ရှိရင်သူက l masculine noun တွေဖြစ်တဲ့အတွက်ကြောင့်မလို့ l နဲ့ l ဆိုတဲ့ article နဲ့တွဲသုံးပေးရတယ်el clima ဆိုတာကရာသီဥတုပြီးသွားရင် el día ဆိုတာကနေရက် el drama ဆိုတာက drama el idioma ဆိုတာက
ဘာသာစကားပြီးသွားရင် el mapa ဆိုတာကမြေပုံ el planeta ဆိုတာကဂျိုရူပေါ့နော်ပြီးသွားရင် el poema ဆိုတာကကဗျာ el problema ဆိုတာကပြဿနာ el programa ဆိုတာက program ပြီးသွားရင် el sistema ဆိုတာက system နောက်တစ်ခုအနေနဲ့ကြတော့ la canción la conversación la lección la invitación la ilusión la televisión la ciudad la verdad la amistad la attitude ဒီစကားလုံးတွေဆိုလို့ရှိရင်သူက feminine နောက်နေ့ဖြစ်တဲ့အတွက်ကြောင့်မလို့ la ဆိုတဲ့ article နဲ့တွဲသုံးပြရတယ်အဲ့တော့ la canción ဆိုတာကသချင်း la conversación ဆိုတာက conversation la lección ဆိုတာက lesson la invitación ဆိုတာက invitation နောက်တစ်ခုက la ilusión ဆိုတာက illusion la televisión ဆိုတာက television TV la ciudad ဆိုတာက city la verdad ဆိုတာကကြတော့ true အမှန်တရားပြီးတော့ရင် la amistad ဆိုတာကကြတော့ friendship la attitude ဆိုတာကကြတော့ attitude ဒီစကားလုံးတွေဆိုလို့ရှိရင်သူက feminine နောက်နေဖြစ်တဲ့အတွက်ကြောင့်မလို့သူကို article la နဲ့တွဲသုံးပြရတယ်အဲ့တော့နောက်တစ်ခုကကြတော့ feminine နောက်နေမှာ o နဲ့ဆုံးတဲ့စကားလုံးရှိတယ်ပေါ့နော်အခြေခံအားဖြင့်၃လုံးကိုအနည်းဆုံးမှတ်ထားပြရတယ်အဲ့ဒါကဘာလဲဆိုတော့ photo mano radio ဒီစကားလုံးတွေကကြတော့ o နဲ့ဆုံးမိမယ်လေ masculine နေမဟုတ် masculine noun နေမဟုတ်ဘူးအဲ့တော့သူကို la ဆိုတဲ့ article နဲ့တွဲသုံးပြရတယ်ဒါဆိုလို့ရှိရင် la mano la photo la radio ဆိုပြီးတော့ဖြစ်သွားပြီပေါ့နော်အဲ့တော့ la mano ဆိုတာကလက် hand ကိုပြောတာ la photo ဆိုတာကကြတော့ photograph ကိုပြောတာ la radio ဆိုတာကကြတော့ radio ကိုပြောတာဒီစကားလုံးတွေဆိုလို့ရှိရင်သူကla ဆိုတဲ့ article နဲ့တွဲသုံးပြရတယ်အဲ့တော့ artista taxista pianista estudiante dentista cantante gerente presidente ဒီစကားလုံးတွေဆိုလို့ရှိရင်သူကကိုကတွဲသုံးတဲ့ article ပေါ်ကိုလိုက်ပြီးတော့မှသူက form ကပြောင်းသွားတယ်တကယ်လို့ l ဆိုတဲ့ article နဲ့တွဲသုံးမယ်ဆိုလို့ရှိရင်သူက masculine form masculine noun ဖြစ်သွားပြီးတော့ la ဆိုတဲ့ article နဲ့တွဲသုံးမယ်ဆိုလို့ရှိရင်သူကfeminine noun တွေဖြစ်သွားတယ် feminine မှာ form ရှိတဲ့ noun တွေဖြစ်သွားဒီမှာဆိုလို့ရှိရင် el artista ဆိုလို့ရှိရင် male artist သူ့ကို la နဲ့တွဲသုံးမယ်ဆိုရင် female artist အဲ့လိုပဲ el dentista ဆိုလို့ရှိရင် male dentist သူ့ကို la နဲ့တွဲသုံးမယ်ဆိုလို့ရှိရင် female dentist အဲ့လိုပဲ el pianista la pianista el taxista la taxista အဲ့တော့ဒီစကားလုံးတွေကကြတော့ ista ဆိုတဲ့စကားလုံးနဲ့အဆုံးသတ်တယ်အဲ့ဒီစကားလုံးတွေဆိုလို့ရှိရင်သူနဲ့တွဲသုံးတဲ့ article ပေါ်ကိုလိုက်ပြီးတော့သူ့ရဲ့ form က masculine လား feminine လားဆိုပြီးတော့ပြောင်းသွားတယ်အဲ့လိုပဲ ante ဆိုတဲ့ဆုံးတဲ့စကားလုံးတွေဆိုလို့ရှိရင်လည်းခုနကလိုပဲ el နဲ့တွဲသုံးမယ်ဆိုရင် el cantante ဆိုလို့ရှိရင် male singer la နဲ့တွဲသုံးမယ်ဆိုလို့ရှိရင် female singer el estudiante ဆိုရင် male student la estudiante ဆိုလို့ရှိရင် female student အဲ့လိုပဲ el gerente la gerente el presidente la presidente အဲ့တော့ဒီစကားလုံးတွေဆိုလို့ရှိရင် ante နဲ့ဆုံးတဲ့စကားလုံးတွေဆိုလို့ရှိရင်ခုနကပြောသလို ista လိုပဲသူက l နဲ့တွဲသုံးမယ်ဆိုရင် masculine noun ဖြစ်တယ် la နဲ့တွဲသုံးမယ်ဆိုလို့ရှိရင် feminine noun ဖြစ်တယ်